ဆိုင်းဆရာဘာပြောသွားလဲဆိုရင်လူတွေဟာတဲ့ဆင်းရဲရတဲ့အကြောင်းရင်းလူလက်တန်းစားဘဝကနေမတက်ရတဲ့အကြောင်းရင်းကသူတို့ရဲ့ဘဝကိုလွှမ်းမိုးထားတဲ့အရာနှစ်ခုရှိတယ်တဲ့ဟုတ်ကဲ့ပါဆရာအဲ့ဒီလွှမ်းမိုးထားတဲ့အရာနှစ်ခုကဆရာဘာတွေပါလဲရှင်ဆိုင်းဆရာဘာပြောခဲ့လဲဆိုရင်အကြောက်တရားနဲ့လောဘအဲ့ဒီလူတွေကိုလွှမ်းမိုးထားတယ်တဲ့ဟုတ်ကဲ့ပါရှင်ဘလို့အကြောက်တရားလဲတဲ့မသေးကြတာနဲ့ဆုံးရှုံးမှာကိုကြောက်ကြတယ်တဲ့ဘယ်လိုဆုံးရှုံးမှာလဲကိုလုံနေတဲ့အလုပ်ကနေထွက်လိုက်ပြီးတော့စွန့်စားပြီးတော့စီဝါရေးလုပ်ရင်ဆုံးရှုံးသွားရင်ဘယ်လိုလုပ်မလဲငါဒီမှာလုံးနေတဲ့လားကလေးရနေတာအစင်ပြေနေရသားနဲ့ဆိုတော့အဲ့ဒီဆုံးရှုံးမှာကိုကြောက်ကြတယ်တဲ့ဒါကြောင့်မလို့ဆုံးရှုံးမှာကိုကြောက်တဲ့အတွက်ကြောင့်စွန့်ငွေလေးရလာရင်တော့မှရင်းနှီးဖို့လည်းကြောက်ကြတယ်ဟုတ်ကဲ့ပါဆရာခုနဆရာပြောသလိုပေါ့ပကြီးကားလေးဝယ်လိုက်ပါလို့ပြောမယ်ဒီပကြီးကားကြီးကစားလို့လည်းမရပြန်ရောင်းလို့ရှိရင်ဟုတ်လားပတ်စံတော့ပြန်ရပါမလားဆိုဆုံးရှုံးမှာကိုကြောက်ကြတယ်မစွန့်စားရဲဘူးပေါ့အဲ့ဒီခါကျတော့ဘာလုပ်လဲရှိတဲ့ပတ်စံလေးကိုကြစ်ပါအောင်ဗန်ထဲမှာပဲစုကြတယ်နော်နီးပညာအသစ်တွေကိုသင်ရမှာကိုကြောက်ကြတယ်ကြောက်တာနော်ဘဝမှာမစွန့်စားပဲတက်တောင့်တက်တာနဲ့ပဲလားကလေးရနေတာကိုကြိုက်တယ်တဲ့စွန့်စားရမှာကိုကြောက်တယ်ဒါကတော့ဆင်းရဲတဲ့လူတွေလူလက်တန်းစားတွေဒီလိုပြောသွားပါတယ်ဟုတ်ကဲ့ပါနောက်တစ်ခုကကျတော့လောဘတဲ့ဟုတ်ကဲ့ပါဆရာအဲ့ဒီလောဘကလည်းကြောက်စရာကောင်းတယ်နော်ဟုတ်ကဲ့ပါဆရာကိုကငွေရဖို့အတွက်ငွေတော့လိုချင်တာမှန်တယ်ဒါပေမဲ့လို့လည်းပဲနီးမှန်ကမ်းမှန်မစင်းစားပဲနဲ့လောဘနောက်ကိုလိုက်ကြတယ်လောဘတက်လာတဲ့အခါမှာလောဘရဲ့နောက်မှာမောဟလိုက်လာပါတယ်ဟုတ်ကဲ့ပါဆရာမောဟဆိုတာအမှားအမှန်ကိုမသိတာခွဲခြားပြီးမသိတာပေါ့ဟုတ်အဲ့တော့ငွေကိုအချိန်တိုတိုနဲ့လိုချင်ကြတယ်အဲ့ဒီခါမှာအလိန်ခံရတာပဲဟုတ်ကဲ့ပါဆရာဆရာရဲ့တပည့်တွေထဲမှာတော့မှပညာတက်ပြီးတော့အလိန်ခံရတဲ့လူတွေရှိတယ်သမီးအဲ့ဒါကလောဘကြောင့်မဟုတ်လောဘပဲသမီးလောဘပဲနော်အကျွေးရရင်ယူလိုက်ကြတယ်ဒါမှမဟုတ်လည်းပဲတချို့လဲဘန်ကနေအကျွေးယူကြတယ်ဟုတ်ကဲ့ပါဆရာပြန်မဆက်နိုင်ဘူးအကျွေးကိုပြန်မဆက်နိုင်ဘာဖြစ်မလဲနာမည်ပြက်ပြီနာမည်ပြက်ပြီဆိုတာနဲ့ဘဝတစ်ခုလုံးဘာဖြစ်ပြီလဲဆုံးရှုံးသွားပြီဟုတ်ဒါကြောင့်မလို့လောဘကိုထိန်းနိုင်မှုလိုတယ်လို့ဆရာကြီးကပြောသွားပါတယ်ဟုတ်ကဲ့ပါဆရာဒါပြင်လောဘကိုဘယ်လိုထိန်းမလဲလောဘထိန်းမှုကတော့အသိပညာလိုတယ်ဟုတ်ကဲ့ပါဆရာခုနဆရာပြောတဲ့ငွေကြေးအသိပညာလိုတယ်ဟုတ်ကဲ့ငွေကြေးအသိပညာရှိလို့ရှိရင်မင်းဒီလောက်ရင်းရင်ဒီလောက်ရမယ်ကွာဆိုတာကိုဟုတ်သလားမဟုတ်သလားကိုကတွေးတတ်ရမယ်တွက်တတ်ရမယ်အဲ့ဒီငွေကြေးအသိပညာရှိဖို့လိုတယ်အသိပညာမရှိရင်တော့လောဘကြောင့်အမားတွေလုံးမိနိုင်ပါတယ်ဟုတ်ကဲ့ပါဆရာအဲ့တော့စာရေးဆရာကြီးကပြောသွားတာကတော့လောဘတွေလျှော့နိုင်မှုအတွက်အကြောက်တရားတွေလျှော့နိုင်မှုအတွက်မိမိကိုမိမိရင်းနှီးမြှုပ်နှံမှာလို့ပြောသွားပါတယ်ဟုတ်ကဲ့ပါဆရာတက်ပညာတွေသင်ပါခုခေတ်မှာအတတ်ပညာအသိပညာတွေခုနပြောတဲ့ငွေကြေးပညာတွေ YouTube ကနေဆရာတို့သင်လို့ရပါတယ် online မှာသင်လို့ရပါတယ်ဆရာတို့က digital ခေတ်ကိုရောက်နေပါပြီအခုဆိုလို့ရှိရင် AI ကိုသုံးထားတဲ့ဟာလား Chat GPT လို့ခေါ်တာပေါ့နော်ဟုတ်ကဲ့ပါဆရာ Chat GPT ဆိုတာတခြားမဟုတ်ပါဘူးကိုကမေးခွန်းနေမေးရင် तू ကဖြေပေးတယ်ကိုသိကျင်တာတွေကိုမေးလို့ရတယ်သင်လို့ရတယ်သိကောင်းတာပဲဗမာလိုလည်းအခုမေးလို့ရနေပြီဒီနေရာမှာဒီအသိပညာတွေကိုဆရာတို့သင်ပါ